ဒီကနေ့မှာတော့စားကောင်းတဲ့ပလာတာအနည်းလေးလုပ်ပြမှာပဲဖြစ်ပါပဲကျွန်တော်တို့လည်းကြည့်ကြရအောင်ဒါကတော့ခင်းလေးခေါင်းဖြစ်မယ်ကျွန်တော်တို့လေးစိတ်စိတ်မယ်ပြီးခင်းလေးကိုလေးစိတ်စိတ်ပြီးတော့အိုးတဲ့ထက်ကနူးအောင်ပေါ့နော်ထားလိုက်ပါမယ်ဒီလိုနူးအောင်ထားပြီးတဲ့အခါမှာတော့ကျွန်တော်တို့နူးသွားပြီးတော့ထင်ရရင်ကျွန်တော်ပြန်ပြီးတော့ဆယ်လိုက်ပါမယ်ဒီလိုဆယ်ပြီးသွားတဲ့အခါကျရင်တော့ကျွန်တော်တို့ပကံလုံးလေးတွေထည့်လိုက်ပါမယ်အပေါ်ကအခွန်တော့အခွန်လေးတွေဖယ်လိုက်ပါပြီးရင်တော့ကျွန်တော်ရုပ်ပြီးရင်စက်တုံဖြူလေးလိုလိုက်ပါဤတော့ပြီးကျွန်တော်ခွက်တဲ့ထက်ကခြေလိုက်ပါမယ်ဒီလိုခြေပြီးသွားတဲ့ခါကျရင်တော့ကျွန်တော်နောက်တစ်လောက်အောင်အဆင်ရတော့ရတာအဆင်မဆင်ဘူးဒါတော့ရုပ်ပြီးစိမ်းနဲ့တော့ဘာလီမယ်စက်တုံမျိုးဘာလီမယ်ဒီဘာလီပြီးသွားတဲ့ခါကျတော့အိုးတဲ့ထက်ကကျွန်တော်မွေးပါမယ်ဒီကျွန်တော်ရတာဆက်ပါမယ်ရတာဆက်ပြီးတဲ့အခါမှာကျွန်တော်ကတော့ခြေထားတဲ့ဟာလေးတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးတဲ့အခါမှာတော့ဒီလိုစားကောင်းတဲ့အနည်းလေးရလာပါပြီဘောကနေပြီးနည်းနည်းလေးဖြူကကျွန်တော်တို့စားသုံးလို့ရပါ